အားလုံးပဲမင်္ဂလာပါရှင်အတူယူစရာရဟန္တာများအစီအစဉ်ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ပတ်အတူယူစရာရဟန္တာများအစီအစဉ်ကနေပြီးတော့ Saint Benedict of Nursia အကြောင်းကိုမိတ်ဆွေများနဲ့အတူဝေမျှပေးသွားချင်ပါတယ်ရှင်တင်းတော်မှာညီကောင်မောင်မအရင်တွေရဟန္တာဖြစ်လာကြတာအများကြီးရှိပါတယ်သူတို့တွေထဲမှာဇူလိုင်လ10ရက်နေ့ပွဲနေ့ရှင် Saint Benedict of Nursia နဲ့ဖေဖော်ဝါရီလ10ရက်နေ့ပွဲနေ့ရှင် Saint Scholastica တို့ဟာလည်းနာမည်ကြီးရဟန္တာအမှားဘူးမောင်နှမနှစ်ပါးဖြစ်ကြပါတယ်Saint Benedict ဟာယုံကြည်ခြင်းအားကောင်းပြီးဖခင်တရားကိုလက်တွေ့ကျင့်ကြံရမှာစိတ်အားထက်သန်သူဖြစ်တာကြောင့်နောက်ပိုင်းမှာသူကျင့်ခဲ့တဲ့လမ်းစဉ်တိုင်းစနစ်တကျတရားကျင့်ဖို့ယသိအကြောင်းတွေကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ Saint Benedict ဟာရောမမင်းမျိုးမင်းနွယ်ကနေအမှားမောင်နှမ2ယောက်မွေးဖွားလာခဲ့ပါတယ်။ရောမမှာပညာသင်ကြားခဲ့ပေမဲ့သူသင်ကြားနေတဲ့နေရာမှာသူ့ရဲ့အပေါင်းဖော်တငယ်ချင်းတွေရဲ့အကျင့်မကောင်းမှုတွေနဲ့စီကံမရှိခြင်းတွေကိုစိတ်ပြတ်လာခဲ့ပါတယ်။အဲဒါကြောင့်သူကြောင်းထွက်လိုက်ပြီးသူရရှိမဲ့ယာရုကုန်စည်းစိမ်တွေကိုလည်းဆွန့်လွတ်ခဲ့တယ်။ထွက်ပြေးတိမ်းရှောင်ပြီးအီတလီနိုင်ငံမှာရှိတဲ့ဆူဗီအာကိုဆိုတဲ့ဂုတခုအတွင်းမှာယသိအဖြစ်3နှစ်ပတ်လုံးတရားကျင့်ကြံနေထိုင်ခဲ့တယ်။အဲဒီကနေပြီးတော့တိတ်ဆိတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းကိုရှာဖွေကပုံမှန်တရားကျင့်ကြံခဲ့တယ်။လူကောင်းတွေရဲ့ယုံကြည်ခြင်းဇွဲလုံးလားနဲ့ဖခင်တရားစိတ်ထက်သန်မှုကတခြားသူတွေကိုဆွဲဆောင်နိုင်စေပါတယ်။အဲ့ဒီလိုပဲဘနစ်တစ်ရဲ့တရားတွေကတခြားသူတွေကိုဆွဲဆောင်လာနိုင်စေကသူ့ရဲ့တရားကျင့်စဉ်ကိုလူအများလက်ခံလာခဲ့ကြတယ်။အဲ့ဒီဒေသမှာရှိတဲ့လူတွေကသူ့ကိုဘာသာရေးကောင်းဆောင်အဖြစ်ခန့်အပ်ထားကြတယ်။ပြီးတဲ့နောက်တဲ့ကာစီနိုဆိုတဲ့ဒေသမှာယသိအကြောင်းကိုကြီးထောင်ခဲ့ပြီးတော့အသင်းရဲ့အစည်းအဝေးစည်းကမ်းတွေရေးသားချမှတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့နေရာမှာရှိတဲ့ယသိတွေဟာဘနစ်တစ်ရဲ့တီးကျက်တဲ့စည်းကမ်းတွေကိုမနစ်သက်တာကြောင့်ဒီနေ့မှာဘနစ်တစ်တောက်သုံးမဲ့စပစ်ရည်တွေကိုအစိတ်ခတ်ပြီးလောက်ကျန်တေချောင်းကြံခဲ့ကြတယ်။ထူးဆန်းတာကအဲ့ဒီအစိတ်ခတ်တဲ့ခွက်ကိုကောင်းကြီးပေးတာနဲ့အစိတ်ကနေလွမြောက်လာပြီးတရားကျင့်ရာကုသို့ပြန်လာခဲ့တယ်။နောက်တစ်ခေါက်ပေါင်မုတ်ကိုအစိတ်ခက်ကျွေးတဲ့အခါသူ့အနာလာနေကြကြီးမြတ်ကဘသူမှအဲ့ဒီပေါင်မုတ်ကိုမစားနိုင်အောင်ကြိုက်ချီမှပြီးတော့အဝေးကြီးစီလွင့်ပစ်ခဲ့ပါတယ်။ဒီနေ့သူရေကန်နာကဂုတခုပေါ်မှာထိုင်နေစဉ်မှာနတ်ဆိုးကမိမလာလေးအသွင်ဟန်ဆောင်ပြီးတော့သူ့နာရောက်ရှိလာတော့သူ့ခန္ဓာကိုယ်နဲ့အစူးကြုံတဲ့ကိုလှိမ့်ဝင်ခြင်းအဖြစ်အသွေးသားနှောက်ယှက်ခြင်းကိုအောင်မြင်နိုင်ခဲ့ပါတယ်။ခန္ဓာကိုယ်တရားများနဲ့သူ့ရဲ့ဝိညာဉ်တရားများကိုပျောက်ကင်းစေတယ်လို့လည်းဆိုကြပါတယ်။တချို့သူတွေဟာသူ့နောက်လိုက်လျှောက်ခဲ့ကြတာကြောင့်ဘုန်းကြီးကျောင်း12ကျောင်းကိုလည်းတည်ထောင်နိုင်ခဲ့တယ်။တကယ်တော့သူမပြန်လွန်ခင်မှာအသေးအကျောင်းပေါင်း4000ထိရှိနေပြီလို့လည်းသိရပါတယ်။တခြားသူတွေရဲ့အော်တာပါစိတ်ကိုလည်းဖတ်ရှုနိုင်စွမ်းရှိသလိုဘုရားသခင်ရဲ့ကျေးဇူးတော်တွေကြောင့်နတ်ဆိုးရဲ့တိုက်ခိုက်မှုကိုလည်းတားဆီးနိုင်တဲ့သူဖြစ်တယ်။သူကိုယ်တိုင်ရေးထားတဲ့အစည်းအဝေးတွေကတော့စူတောင်းခြင်းအဖွဲလိုက်အလုပ်လုပ်ခြင်းဖြစ်တယ်။သူဟာစီကံတိကျသူဖြစ်ပေမဲ့စိတ်သဘောထားမှာနူးညံ့လွန်းသူပဲဖြစ်ပါတယ်။မိမိကိုယ်ကိုချုပ်တီးခြင်းနဲ့ပတ်သက်ပြီးမိမိကိုယ်ကိုချုပ်တီးခြင်းဆိုတာအပြင်းပန်းထက်အတွင်းစိတ်ကိုဆိုလိုခြင်းဖြစ်တယ်ဆိုပြီးပြောကြားခဲ့တယ်။သူ့နောက်လိုက်တွေကိုလည်းအချင်းချင်းပြိုင်ဆိုင်မှုမရှိစေပဲတရားမျှတခြင်းနဲ့နှင်းချခြင်းဟာအဖွဲ့အစည်းရဲ့ IN ဆိုပြီးတုံတင်လေးရှိပါတယ်။သူ့ရဲ့အမှားညီမ Scholastica ကတော့သူ့ကိုယ့်ရဲ့နေရာနားလေးမှာနေအမျိုးသမီးမိန်းကလေးတွေအတွက်ဘာသာရေးအဖွဲ့အစည်းကိုတည်ထောင်ခဲ့တယ်။ Benedict ကတော့နောက်ဆုံးမှာအဖျားကြီးပြီးတေဆုံးသွားခဲ့တဲ့အခါသူ့ညီမရဲ့အုပ်ကူဘေးနားမှာမြေမြုပ်ပေးခဲ့ကြတယ်။သူဟာကျောင်းသားကျောင်းသူတွေကိုအထူးဆောင်ရှောက်ပေးတဲ့သူတော်စင်ယဟနာတစ်ပါးဖြစ်တယ်။ Saint Benedict of Nursia စနိုးတို့ဖုန်ကဆုတောင်းပြီးတော်မူပါ။ဤဆောင်ပါလေးကို Father Joseph ထက်ဟာအစီမှာဘာသာပြန်ရေးသားသုံးသပ်ထားခြင်းဖြစ်ပါတယ်ရှင်။ကျွန်မနာမည်ကတော့နတ်မာဂရက်ဖြစ်ပါတယ်ရှင်။နားဆင်သူရောက်စီတိုင်းပေါ်သို့ဖျားရှင်ကောင်းချီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ DG for the greatest glory.